ဒီဘဝမှာလည်းသူနဲ့အတူတူနေရတာစိတ်ချမ်းသာတယ်နောက်ဘဝတွေမှာလည်းပဲသူနဲ့ပဲအတူဖြစ်ချင်ဒီဘဝမှာလည်းသူနဲ့တွေ့ချင်တွေ့ရတယ်နောက်ဘဝမှာလည်းပဲသူနဲ့ပဲဆုံစည်းချင်ဆိုတော့အဲ့ဒီမှာဘဝဆက်တိုင်းဆုံစည်းတဲ့နည်းလေးကိုမြတ်စွာဘုရားဟောတာအဲ့ဒါလေးကိုမှတ်တယ်ဘဝဆက်တိုင်းဆုံစည်းနိုင်တဲ့နည်းကိုမြတ်စွာဘုရားဟောတာဥပဒကဥပဒိကမတို့ဇနီးမောင်နှံနှစ်ယောက်စလုံးဒီဘဝမှာလဲဆုံစည်းခြင်းနဲ့နောက်ဘဝမှာလဲဆုံစည်းခြင်းနဲ့ဆိုလို့ရှိရင်နှစ်ယောက်စလုံးတူလေးတူရှိရမယ်သမတ္တတာရှင်ကြည်မှုသရတရားချင်းတူဖို့လိုတယ်သမသီလကိုချင်းသီလလည်းတူရမယ်သမစာကစွန့်ကြဲမှုဒါနကောင်းမှုလုပ်ထားခြင်းနဲ့တူရမယ်သမပညာအသိပညာချင်းနဲ့တူရမယ်တတ္တာရဲ့သီလရဲ့စာကရဲ့ပညာရဲ့